ဒီနေ့အိမ်မှာမြစ်ချက်စားတဲ့မာဖိုတိုဖူကိုချက်ကြည့်ကြရအောင်ဒီဟင်းကိုမြန်မာနိုင်ငံမှာအလွယ်တကူဝယ်လို့ရတယ်လာရှိုးပဲငပိနဲ့လည်းစားထိုးပြီးချက်လို့ရတယ်နော်အရင်ဆုံးဝတ်သားတက်သွန်ပြူချင်းအားလုံးကိုနှုတ်ဆင်းထားပါပဲပြပြကိုတော့အတုံးလေးတွေလီးထားပါစီအနှင်းငယ်ထည့်ထားတဲ့အိုးလေးကိုဝတ်သားကြော်မယ်ဒီအနေထားတော့ဆိုရင်တက်သွန်ပြူချင်းကိုထည့်ကြော်မယ်အနံလေးမွေးလာလို့ရှိရင်ခဏခတ်ထားပြီးအိုးထဲမှာကျန်နေတဲ့စီကိုပဲပဲပြကြော်ပါမယ်ပဲပြလေးအပေါ်ကျော်တင်လာလို့ရှိရင်စောစောကကြော်ထားတဲ့ဝတ်သားကြော်ရဲ့ပန်းစံပေါ့နော်ပဲငပိနဲ့ပဲငပြားရဲ့အနောက်ပစုံးတီထည့်မယ်ရုံးမှုပြီးလို့ရှိရင်အရသာဝင်အောင်လို့ဒီအနည်းငယ်ထည့်ပြီးအဖုံးအုပ်ထားပါမယ်အဲ့ဒီချိန်မှာကျတော့မိတ်ကလေးအမြန်တော့ခုလိုက်ပါအောင်မယ်ကဲဟင်းလေးကလည်းစူပွက်လာပြီးအရသာကလည်းအနီတော်ဖြစ်ပြီးဆိုရင်စက်သွန်မိတ်ဖြူပြီးတော့မီးပိတ်လိုက်ပါတော့မယ်ဆိုရင်လွယ်ကူရိုးရှင်းတဲ့သမင်းမိန်စေဟင်းတစ်ခွက်ကိုချက်လုပ်ပြီးတော့ပါပြီအနံလေးကလည်းမှုနေတော့ကြည်ရင်းနဲ့တောင်းတည်ကြပါ